တ
အဲ့တော့မြေတော်ခင်မရဲ့ဘဝကိုကြည့်လိုက်တဲ့အခါမှာလူငယ်ကလေးကစပြီးတော့ကားရဲ့ရှိတော်ရင်းမှာအခင်ယေရှုအသက်ခံရချင်းလာတဲ့ဆိုလို့ရှိရင်လူဘဝဒုက္ခခံရတယ်ရှိတယ်ပြောချင်တာကတော့အမေတရားမှနေနဲ့သူချစ်တဲ့သားသမီးချစ်တဲ့သူချစ်တဲ့ဘာလို့ဘဝများအပင်ပါနေတာပြီးတော့ဒီရဲ့ကိုယ်စင်ဘဝတော့ပါဘုရားကိုစကားအနာရဲ့ဒီလိုဒီမှာအားလုံးကြည့်ပါမယ်ဒီမှာရှိနေတဲ့ regular system ဖြစ်လာဘာဖြစ်လို့မဖြစ်တယ်လဲလို့ပြောလို့ရှိပါဖြစ်လို့ပြောတာဘာဖြစ်လို့ system ဖြစ်ကြတယ်ကိုစီကိုလိုက်ကိုစဖြစ်အဖြစ်ရှိဒါနဲ့ဒီ system ဖြစ်ဖို့စိတ်ဆိုးခဲ့တယ်မရေဆိုင်ရဲ့ကိုစကားသိချာဆိုရတာကြတော့မေတော်ဟာပြည့်တဲ့စင်ဘဝကျွန်တော်တို့ရဲ့ရှိတဲ့စတိရဲ့အနေအထားဒီမှာမှာဘုံယူစရာတော့ဒီစားရှိယူလေးစားစတဲ့အထူးပေါင်းပါတယ်ဒါမှမယုံကြည်နိုင်တဲ့အခါမှာတော့ကုကုတော်ကခရိယာဖြစ်ပါတယ်ဆိုတာပြောဖို့ဆက်စပ်ပေါင်းပါတယ်အမေလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေကတော့ရှင်းရှင်းပြောလို့ရှိတော့ခြိုင်းတယ်ပြောခြံစည်းမှုရှိအဲကြောင့်အမေပါလို့ခေါ်တဲ့ကျွန်တော်တို့ဟာဒီအမေရဲ့အစီအစဉ်ကြောင့်ဒီနေ့ကျွန်တော်တားတော်စုတဲ့ခါရရှိတယ်သူအတွေ့တော်တားတော်ကိုမေတော်အပြည့်ရရှိတယ်မေတော်အပြည့် separate ကိုကျွန်တော်ခံစားတယ်အမေရဲ့ပေးစရှိတာနိုင်ဆောင်တော့တဲ့ဒီဆိုတော့ဖြစ်ပါတယ်ဒါကြောင့်ဒီမေတော်ဟာယုံကြည်ခြင်းရှိတာကိုလည်းကိုတတ်သိလို့ရှိဒါတော့ယေရှုကလာလို့များပေါ့တဲ့စက်ချက်ချက်ချောက်နေရှင်ကလာမှာဆောက်ကြည့်ပြီးတော့ဒါတော့ယေရှုယေရှုပြောတာတေခါလေးမှာလည်းအမေအနေနဲ့မကြောက်ရွံ့တဲ့ကာယရှိတော်ရေးမှာရေးရဖိုက်ဒါတော့ယေရှုအစပ်ပေါ်ပါရဲ့တတိရှိရှိနေပြီးတဲ့အမေဖြစ်။အကြောင်းမျိုးဟာယုံကြည်ခြင်းနဲ့ပတ်သက်လာလို့ရှိတတိရှိ။အကြောင်းကျွန်တော်တို့လည်းယုံကြည်ခြင်းကိုပြောရတာတတိရှိလို့ရဲလူတွေဟာတဘောတရားပြောတယ်ဆိုလို့ရှိရင်သူများချင်တဲ့အောင်ကအာပစုလေပြောလို့လေရတယ်ညာပြောလို့လေရတယ်ချက်ပြောလို့လေရတယ်သူများချင်တာဒါပေမဲ့တရားဆိုတော့ပေါ်လာတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့ခံယူချက်အပြည့်အဝနဲ့သူများအမုန်းခံပြီးတော့ပြောရည်ဆိုတာကတော့တာမန်လို့ဒါဂျီစုတတိဆိုတဲ့အမှားတရားနဲ့ပြောရည်အသေးခံမေတော်ရဲ့အတိုင်းအမှားတရားအသက်ကြီးဘဝကိုအနစ်နာပြီးတော့စတိပေးနေတဲ့ကျွန်တော်ပုဂ္ဂိုလ်ရှင်တွေနဲ့ဆိုတဲ့ဒီချာဒုတိယအနေနဲ့ကျွန်တော်ဇန်နဝါရီ17ရက်ရောမန်ပြောရတာဇန်နဝါရီဆိုတာဘယ်လာလဲဆိုတော့ဂျန်လူဆိုတဲ့စကားလုံးနေတာအတိတ်ကပါလဲဆိုတော့မျက်နှာနဲ့ရှိတဲ့ခန္ဓာအတိတ်ကရှိတစ်ဖက်ကအရှိကိုရှိတစ်ဖက်ကအနာကိုရှိအနေနဲ့ဘာလို့ဆိုတော့အာယုံရှိမာယတန်ဒီအနေပါရှိကိုအဲ့လိုတော့ဒီလူအတိတ်ပဲရှိတဲ့ခါကျတော့ကျွန်တော်တို့ဘာလို့သွားတရရမလဲဆိုရှင်နိတိရောက်တိုင်းနိတိရောက်တိုင်းဟာကျွန်တော်တို့အရှိလေရှိတယ်အနောက်လည်းနေရဆိုတော့ဖြစ်တယ်သူတို့ကဒီကျွန်တော်အနောက်ဆိုတဲ့အတိတ်ကာလကိုကျွန်တော်ဒီဘယ်လိုဝင်ခဲ့တယ်
စဉ်းစားကြည့်ဒီမှာရှိတဲ့ဘာလို့ဘာလို့ကိုအတိတ်ကာလကိုပါလေဖြစ်ဖြစ်ဖြစ်နေတယ်အာယုံစူးစိုက်ပြီးတော့ကမ္ဘာရှိကြည့်ဒီနေ့ပြောချင်တာကအတိတ်မှာပေါင်းခဲ့တာရှိတယ်နာခဲ့တာရှိတယ်စူးခဲ့တာရှိတယ်ဒီမှာရှိတာရှိတယ်အဲ့ဒီထဲမှာမှကိုဟာအခွင့်မလွတ်ရဲလောက်အောင်ကျူးလွန်ခဲ့တဲ့ရှိပြောချင်တာဒီအတိတ်ကကိုလွန်လို့နေတာဒီအတိတ်ကကိုဝိ memory လို့ခေါ်တယ်ဒီအတိတ်ကကိုဆွေးကြောက်ကြည့်အမေဟန်ပြီနာစုကကျွန်တော်တို့အတိတ်ကာလမှာစူးခဲ့တဲ့မိုက်ခဲ့တဲ့မှားခဲ့တဲ့ဟာတွေကိုပြန်တရိယာလို့ပြောအမေဟန်ကိုချီချောက်လို့ဆိုတာဘယ်တော့မှမပြီးဘူးအဲ့ဒါကြောင့်ဒီဟာကိုကျွန်တော်ရှင်းပြတယ်ပါလို့လေအတိတ်မှာရှိတဲ့အရာအတိတ်မှာထားခဲ့တော့ရှင်းပေါ်တော့ပြောကျွန်တော်တို့ခရစ်စတခေရဲ့နိုင်ဘဝအတိတ်ကိုတည်ဆောက်ပြီးတော့ခရစ်တော်ရဲ့ကောင်းတဲ့ရှိမှုတရားကိုအဝတ်ဝတ်ဆင်လို့ဝတ်ဆင်ကြရှိအဲကြောင့်ဒီအတိတ်မှာကိုယ်ဒုက္ခပေးနေတဲ့ကိုယ်ချိန်ချောက်နေတဲ့ကိုယ်နာရှိအောင်လုပ်တဲ့ကိုယ်ခွင့်မလုပ်တဲ့ရည်ပေးလိုက်မေးလိုက်ခွင့်လုပ်လိုက်ချမ်းသာတယ်ချုပ်ပြလိုက်ပြီးမှအရှိကပါမိတယ်ဆိုတာရှိကိုယ်အနာဂတ်မှာကိုဘာဖြစ်ရှိလဲဒါကိုနေတိုင်းမမဖတ်ထားကိုဘာဖြစ်ရှိဘယ်လိုဖြစ်ခရီးရဖြစ်ရှိဘယ်လိုကက်တလစ်ဖြစ်ရှိတယ်ပြောရှိတာအမေရိကန်ကက်တလစ်လားဒီဇင်ဘာကက်တလစ်လားပါစတာကက်တလစ်လားခရစ်မတ်ကက်တလစ်လားစာတိကက်တလစ်လားမျိုးရှိအဲ့တော့ဘယ်လိုကက်တလစ်ဖြစ်ရှိတယ်အဲ့ဒါထားပြီးတော့ဒီအနောက်နဲ့အရှိရှိတဲ့ကြားထဲမှာပါရှိတယ်ဆိုတော့ပါရှိတယ်ဆိုတော့ပြီးဆုံးပါအဲ့ဒီလက်ရှိ present လက်ရှိအချိန်အကောင်းဆုံးလုပ်သွားတာယဟန်နာဖြစ်တယ်ဒါကြောင့်လက်ရှိအချိန်အကောင်းဆုံးလုပ်သွားခြင်းဟာဘုရားရဲ့တိုက်ဆိုင်အဲ့ဒီလက်ရှိအချိန်အကောင်းဆုံးလုပ်တယ်လို့ဘုရားရဲ့ဝေဒနာရှိအမေရဲ့ဝေဒနာရှိတချို့လူတွေဘယ်လောက်ဆိုတယ်လဲဆိုတော့လူတွေနဲ့တော့အတူတူရှိဘာဖြစ်လို့လဲရှိတယ်လို့ပြီးတဲ့အခါဟာငါလူတွေလည်းဖြစ်တော့ငါတော့တာလူတွေဒီလောက်တော့ဖြစ်ပြီးတယ်ဒုက္ခတကယ်ဒုက္ခလူတွေနဲ့တော့မနေရဲတိတ်တိတ်ပုတ်ပုတ်ကတ်တဲ့နော်သူများကသူမကောင်းတာအားနဲ့ချက်ကိုမြင်မှဆိုလို့ဘီလို့စစ်သူအထင်သေးပါဆိုလို့အဲ့လိုပုံပေါ်ရှိတယ်အဲ့လိုရဘယ်လိုဟာမျိုးပုံပေါ်လဲဆိုတော့ဒီမှာတာမှာများရှိတယ်နော်ဒီဘောလွယ်ကဦးတကယ်ကြီးကိုချိုတဲ့အဲ့မှာကကြောက်စရာတွေအဲ့ဒီမှာခင်ဗျားမပါနဲ့ကျွန်တော်မပါနဲ့ဒါဘုရားမချင်အဲ့ဒီတော့ဒီနေ့ကျွန်တော်တို့အရှိကျူမီတက်ပြီးတော့လက်ရှိချင်းကအကောင်းဆုံးကျွန်တော်တို့လုပ်နိုင်ဖို့ဆိုတာဘုခေါ်ရတဲ့မရဘုရားရဲ့ဘေတော်အမေနဲ့ပါအမေရဲ့ဆောက်ရှောက်မှုစုမတုံတင်မှုလက်ဆက်ခိမခေါ်ဆောင်အားဖြင့်ရရှိဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဒီနေ့စဉ်းစားမှာကစဉ်းစားတယ်ငါကက်တလစ်ခရစ်ယာန်ထဲမှာငါရဲ့ spirituality ငါရဲ့ဝိညာဉ်ကြီးရပြီးလို့ရှိတယ်ငါရဲ့ relationship သူများနဲ့ဆက်ဆံရေးမှာဘယ်လိုအခြေအနေမှာရှိတယ်ဝိညာဉ်လူမှုရေးဘယ်လိုအခြေအနေမှာရှိတယ်ဝိညာဉ်ဒီသားစုရောတန်ဖိုးထားတာဝိညာဉ်စီးပွားရေးရောစီးပြီးတာတချို့လူကြီးစီးပွားရေးနဲ့စဉ်းစားတော့ဒီ
ဒီနေ့မလုပ်လိုက်ရတဲ့ပြန်ဆောင်လိုက်တော့ပုံစံမျိုးရှိတယ်အဲ့ဒါကြောက်စရာအဲ့လိုဖြစ်လာလို့ရှိရင်တကယ်ကတော့နေရဘုရားကျောင်းမှာတက်တော့ပိုက်ဆံရပြီးလုပ်လို့နေရောညရောဘုပုံပြီးတော့လုပ်တော့အဲ့ဒါကြောင့်ဝိစီဝါရီဘယ်လောက်ဒီလိုကျွန်တော်တာပို့ထားတယ်ဘယ်လိုတုံ့ပြန်အဲ့ဒါချင်းစရရောပဲစိတ်ဆူတတ်တာစေတတ်တာသူများအင်းချက်ပြောတတ်တာသူများကိုချက်လို့မနာလို့နေတာဘုရားကျောင်းအတွက်ဟာဆောင်မှုတဲ့ဘုရားကိုမတွေ့ဘဲနဲ့ပြန်သွားတာဘုရားဆက်အချစ်ဆက်စိတ်ဆောင်အဲ့ဒါကြောင့်နေ့မှာဘဝတည်တည်ဆောင်တယ်လို့ဆိုတာအတိတ်ကအတိတ်ရဲ့အကောင်းမှကျွန်တော်ကိုချုပ်ကိုင်ပြီးဆိုလို့ရှိရင်အများဆုံးဖယ်ရှားလိုက်ခရစ်တော်ရဲ့ဘဝတည်တည်ဆောင်ပြီးတော့မေတော်ရဲ့ခရစ်တော်အကြောင်းပိုင်းကိုသူစားဒါကြောင့်လောကမှာဘယ်လိုမျိုးရှိဆန္ဒနဲ့တန်ဖိုးတယ်ဆန္ဒကတော့လူတိုင်းထားလို့ရတယ်ဆန္ဒကိုဖြစ်စီတာအားလုံးကဆန္ဒပါဒါနဲ့လူတိုင်းကတန်ဖိုးတယ်ချတယ်ဆုံးဖြတ်ချက်ချတယ်အဲ့ဒီမှာပြတယ်ဘုရားကျောင်းသွားခြင်းဆန္ဒတော့ရှိတယ်ဒါလည်းမဆုံးဖြတ်နိုင်ဘူးပါပြီးလို့လေချတယ်သွားတယ်ဆန္ဒရှိတဲ့တာလိထာချဆုံးဖြတ်တယ်ဒါကြောင့်ဆန္ဒရှိတိုင်းလေသူကကုသိုလ်ရတယ်မကောင်းတာမဟုတ်ဘူးပဲဆန္ဒရှိတာတော့မရှိတာဖြစ်တော့ကောင်းပြီတာလိထာဆုံးဖြတ်ချက်မချမရှိသူတဲ့ချင်းပြောင်းလဲချင်းဆိုတော့မရှိတကယ်သူတဲ့ချင်းပြောင်းလဲချင်းမရှိတာလိထာချအဲ့ဒီချားလို့ရပါလေအတ္တစိတ်ကိုကိုမိသားစုအပဲကိုဝိညာဉ်ပဲအညာပဲအကောင်းဆုံးဆန္ဒပြုပြီးတော့တာလိထာချအရေးကြီးဆုံးပဲဒါကြောင့်ဒီတိတိမှာကျွန်တော်တို့ဆန္ဒနေပါရှိတယ်ဆန္ဒဘုရားကိုဘိုးဆိုတဲ့ပါးရရှိဖြစ်စီရရှိကိုယ့်ရဲ့တကယ်ဆန္ဒအဲ့ဒီဆန္ဒကိုလာဖို့ဆုံးဖြတ်ချပြီးတော့တတ်သိရှိရှိနဲ့မေတော်ကဲ့သို့ဆုံးဖြတ်ပြီးတော့ပေးဆိုင်ရန်တာခေါ်အားရှိတာစဉ်းစားကျောင်းသားတွေကစာရေးဝတ်အောင်ရှိတယ်ဆိုတာဘာဝချာကျောင်းသားတိုင်းကျောင်းသူတိုင်းစာရေးဝတ်အောင်ရှိဆန္ဒရှိတကယ်အောင်ရှိပါလို့လေစာကြရမယ်ဆိုရင်ဆန္ဒပဲရှိအောင်ရှိစာကြရဟုတ်တယ်ဒါပေမဲ့စာကြရမယ်လို့စိတ်နဲ့ရှိရင်အောင်မလားမအောင်ပါဘူးဘာလို့အခါရဲကြက်တာတဲ့ကိုကြက်ရအချင်းကိုကြက်ရညဘယ်လိုကြည့်ဆိုစာကြရမနေ့ကလည်းထားပြီးတော့စာကြရဆိုတာကဆုံးဖြတ်ပြီးတော့လုပ်ကြည့်ရအဲ့ဒါကစာပွဲအောင်ဒါကြောင့်စာရတဲ့ဆုံးဖြတ်ချက်ဒါကြောင့်ကျွန်တော်တို့ဒီနေ့မေရိုခေဘဝရှိတဲ့လို့ရှိသူ့မှာလူတိုင်းလူတွေမပြောပြတဲ့ချက်တွေအများကြီး။မရှိတော့ဘယ်တော့ခိုင်းကြရဲကစပြီးတော့လူကြားခဲ့တဲ့အရာတွေပြောခဲ့တဲ့ဟာတွေဒါနဲ့တော့အဲ့ဒါတွေကိုလိုက်လိုက်ပြောပြီးတော့တော့ရှော့မပြောမကြွားပါဘုံပကာတနာနဲ့ကိုကြည့်ခဲ့ငါဖရားရဲ့တော့ပဲမပြောဘူး
တော်မူလို့ဆိုသူကစိတ်ထဲမှာဆက်စားပြီးတော့ဘယ်တဲ့တာကိုဒီမှာနဲ့အဖြစ်မှပေးစံလို့ဆိုတော့ရှင်လူကခံစီခံအားစစင်ဒါကြောင့်ဦးဆိုတာကအထက်မှာဘာမှမရှိရလို့ရှိတာချင်းဒီဦးရဲမှာရှိပြီးဒါတော့ဒီခုစံပြီးရှိလို့ရှိသိတယ်တော့ကျွန်တော်ပြီးတော့လည်းတာချေချေပြီးတဲ့လူတွေဟာဦးကိုကြောက်ပြောလိုက်ဦးကြောက်ပြောလိုက်ဦးကြီးမပေါ်တဲ့ကြောက်ပြောလိုက်စစ်စစ်လေးပေါ်တဲ့ကြောက်ပြောလိုက်ဓမ္မဆရာပေါ်ပြောလိုက်အိမ်မိသားစုပေါ်ပြောလိုက်အတားချေပြီးပဲဒါပဲဒီလိုဒီကောင်းတော့မထင်သူ့မှာအဆန်းရှိသူ့မှာအဆန်းရှိဒါကြောင့်ဘယ်လိုလဲအတားချေချင်တော့ဒီအရာအလုံးကိုရှင်းရှင်းတော့အဲ့ဘက်ကကောင်းတဲ့ဖြစ်အားထိုက်တဲ့ဖြစ်နောက်တစ်ခုကနေတော့တရားရည်တော့ဖြစ်ဒီသူကအရာအလုံးကို meditation တရားထောက်ရှုပြီးတော့ကျင့်တဲ့ရှိအပြည့်တော့အကောင်းဆုံးဖြစ်လာတာတော့ဒီစုရဲ့တဲ့ဘက်လို့ဆိုဒီဟာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒါကိုချိုးပြီးတော့ကြည့်တဲ့အခါမှာလူရတယ်လေဆိုဘာမှမော်မြင့်တဲ့ရင်းတဲ့ပုံကိုယ်ကိုလေလို့ပြောတဲ့အခါဘယ်လိုဖြစ်ဖြစ်တတိယဖြစ်ဖြစ်ပတ်စံလည်းရှိနေတယ်အရာရှိကိုချုပ်ပြီးချင်းတယ်လားတကယ်ပြည့်တဲ့ပုံကိုယ်ဘဝတင်းတင်းရောင်းရင်းတဲ့အနည်းငယ်စကားကိုဖြစ်ဘာဖြစ်လို့တင်းတင်းရောင်းရင်းတဲ့စကားကမှလည်းသူဖြစ်စီတဲ့စံတာနဲ့ဖြစ်နေတဲ့ဘဝကိုထပ်ထပ်ညထပ်ထပ်ကြပြီးတော့ဘဝရှင်းတဲ့ဖြစ်တာတချက်ပြီးတော့မြင့်တဲ့ဘုရားဘယ်လိုလဲဖြစ်တယ်လဲဆိုလို့ရှိရင်ကိုဖြစ်စီတဲ့စံတာမဖြစ်နိုင်ရတော့မိမိဖြစ်နေတာဖြစ်ပြီးတော့လက်ခံပြီးတော့ပျော်ရွှင်စွာနဲ့လက်ခံတတ်ချင်မြင်တယ်လို့ဖြစ်တယ်။တချို့လူဖြစ်စီတာကအမျိုးဖြစ်နေတာအဲ့ဒါကတော့ပြတ်တယ်ဖြစ်တယ်။နော်ဒီချမ်းစင်စားဘာလာဝိစင်စားဒီကဖြစ်နေတာပါဖြစ်စီတာပါအဲ့ဒီWhat's my Pitching in this and picking them what time she had what we have she do of a kid. Now, Laura, we have says what we have. Laura, can't afford a properly to let us go. Who pitching this? စာရလိုက်ဖြစ်လိုက်ရဘယ်တခြားဖြစ်သွားရမျိုးဘဝမှာဘယ်တော့စီးတဲ့လူဟာတကယ်ကန်ဆယ်ပုံဖြစ်ဘယ်တော့မှသူ့ဘဝကိုသူမချီနိုင်ဘူး။ကိုကိုပြောလိုက်ကိုမကိုပြောလိုက်ကိုကိုထောက်ပြလိုက်ကိုကိုအပြစ်တင်လိုက်ကိုကိုရှော့ချလိုက်အဲ့ဒီကတခြားလူဘာလဲဆိုရှင်တစိမ့်မပါဘူးကိုအချစ်စုအမေပါကိုချစ်စုအဖေပြောချတာအချစ်စုကိုမင်းကကြောက်ချတော့စာထောက်ထားကြည်နာများပါပဲပြောလိုက်ဆိုလိုက်ပြီးတော့ဘယ်တော့မှတက်တဲ့ကြောင်းရုံရှိမချစ်နိုင်ဘာသာရေးမှာဒါရီများရှိကြတော့မှပြတာတော့တူတဲ့ဒါကြောင့်မိဟာဘာဆိုတာပါလဲကောင်းမြတ်တဲ့ပုဂ္ဂိုလ်
တိုင်းဆိုင်စိတ်ထားမျိုးပဲရှိတမျိုးကပါပဲဒီမှာဖြစ်တဲ့အရာအားလုံးကိုရှောင်အားလုံးဒီ Paris တရားတော်အပြင်ထဲမှာချိပြီးတော့မှသူလည်းမဆိုင်ဘူးဟာနားလည်ပါမယ်ပြောချင်တာနားလည်ပါဖြစ်တဲ့အရာအားလုံးကိုသူမဖြစ်တယ်လို့ပဲသူမပါတယ်လို့ပဲအားလုံးကိုချူပြီးတော့မှသူကချိတယ်သူမပါတယ်လို့ပဲအဲ့ဒါဆိုတော့အာဒီကောဒီကောဘူကောကသူဘယ်လိုမှခံစားချက်မရှိမကောင်းတာရှိတဲ့သူကြီးလိုက်လို့ရှိအားရချက်တော့ကောင်းတာရှိတဲ့တော့မိဟာမရှိဒါပေမဲ့ချိုးချတော့အသေးတော့အသေးသေးတော့နေပြီးတော့မှဘာလာသူတွေပေါင်းရဲ့ကောင်းနေမားရဲ့မားရဲ့ချင်းလည်းရှိတယ်ဘာလာသူကြီးရဲ့လှုပ်ရှားဒီတိုင်းမှာပါဝင်တယ်လောကပြည်ဘုရားမနီလာရဲ့တရေကလေးစုကောင်းတယ်စာရီကအချင်းချင်းပါကိုယ်တိုင်ပါဝင်ပြီးတော့မှအတူတူကခံစားလို့ရတယ်။အဲကြောင့်ဒီထဲမှာကစိတ်ထားလို့ရှိတဲ့ကိုယ်ရဲ့ပါစဉ်းစားဒီခေတ်ဆိုလို့စာပေကလာတာစာကောက်တဲ့ဆိုစာအဲ့ဒီအချင်းချင်းပါပါပြီးတော့လှုပ်ရှားတာချက်သေးတယ်ဘာပဲလို့ဒီပူရတာပြီးတော့လုပ်တယ်အဲ့ဒါကဘာဒီမဆိုင်တဲ့တေကဒီမက်ဆေ့ချ်ဒါတော့လို့ရတယ်ဒါတော့ဘယ်လိုရမှာစိတ်ကပြောချင်တာပြီးစားလို့မရှိဒါကြောင့်ပဋိယချက်ဒီပြောချင်တာကိုရည်တရားအခြေနဲ့နာနေရမှာကိုယ်ဆုံးသွားရတော့ပါပြန်တော့နိုင်ရတဲ့လူတွေပြန်တဲ့စီမံမှာတော့စီးလို့တဲ့ဆောင်းကြီးခဲမှာစက်ကိုတစ်ချက်ထည့်ပြီးတော့ဒီထဲမှာမျိုးပါတော့ကလည်းရှိမြေရမြေရစီးသွားတဲ့ဘာဝနေရတယ်သူအစီအစဉ်ပါဒါပေမဲ့အဲ့ဒီစက်ကိုရဲ့ဘယ်တော့မှပြန်ဒါကြောင့်အချင်းဆိုတာတာလို့ရှိတယ်အချင်းဆိုတာဝေရတော့လို့ရှိတယ်အချင်းကိုသုံးတဲ့အချင်းကိုလေးစားရင်ကိုယ့်ရဲ့တာလို့လည်းဒါကြောင့်အချင်းရွှေတဲ့အချင်းကိုလေးစားတဲ့လူဆိုရင်ဒီပုဂ္ဂိုလ်ကဘယ်လိုစားလဲဆိုတာနားလည်ဆုံးဖြတ်တယ်ဒါကြောင့်ကိုယ်စုတော့တဲ့အချင်းကပြန်တော့ပြန်လာတဲ့အကြောင်းကိုလက်ရှိအချင်းကိုအောက်ဆုံးလို့ပါရှိရာဇဝင်စားရဲ့အချင်းဖြစ်တယ်ဒါကြောင့်ဘာပြီးနေတဲ့ဒီဝေးကိုပစ္စရှိတဲ့လက်ရှိလို့ရတာဘုရားကိုရှိတဲ့စိတ်နဲ့လုပ်တဲ့အခါမှာရားနေပါအချင်းကိုလေးစားအချင်းကိုတန်ဖိုးထားအဲ့ဒီတော့ဒီတဲ့အခါနေသစ်ဒီမှာတာမရှိပုံစံပေါ်တဲ့ချိန်တွေမှာဒါကြောင့်ဒီအချင်းကိုပွားတဲ့အကြောက်ရဆုံးပဲရှိတယ်ဆိုတော့ကိုအတဲ့ပုံစံပေါ်တဲ့အကြောက်ရဆုံးမဖြစ်စေအဲ့ဒီအချင်းကိုပွားရှိဆိုတဲ့အချိန်မှာကိုနဲ့ဖျားနဲ့
ဘုံဒီတရားမြင့်တဲ့အတေးတော်ရှိတော်ဒီခရစ်တော်ရဲ့အတေးတော်ရှိတော်ရဲ့ဉာဏ်ရှိကြောင့်ခရာကြီးအတေးဖြစ်ဒါကြောင့်လူဆွေတဘောတရားအားချက်အားချက်တဲ့ရှိပြရတာဦးရှိချူတယ်ပါချောင်းရည်ထဲမှာချူတယ်ချောင်းရည်ထဲမှာပါရှိတယ်ချောင်းရည်ထဲမှာပါရှိတယ်ဘာလို့ရှိလဲချောင်းရည်ထဲမှာရှိနားရှိတယ်ချောင်းထဲမှာနားရှိအဲ့နားရှိလို့ရည်ချူတယ်တတ်တတ်ရှိရှိလို့ရည်ချူတယ်အဲ့ဒီကျတော့ရဲ့စီးပြီးတော့ရဲ့အမြင့်ကြီးနေတယ်အမြင့်ကြီးကိုစားတယ်ငါစားပြရတယ်ဘာအဲ့ဒီမှာငါညာစားညာရှိရှိပြစားတာတတိချာအဲ့ဒီမှာတော့ကိုယ်နေရှိတော့ဘာလို့လဲဆိုအကုန်လုံးကြီးစုပြလိုက်ဒါပေမဲ့ကိုယ့်ရဲ့ဘောရစားတယ်ငါမှမပြစားပြီးတော့အဲ့ဒီရှိတာအဲ့ဒီရှိတာရှိဒါကြောင့်အဲ့ဒီငါမစားတယ်ဘာလဲတိုက်ရှိတယ်အဲ့ဒါကြောင့်ဒီဒေသမှာအဲ့ဒါဆိုစစ်တယ်နောက်ဆက်ရည်ပြောရှိတယ်တော့လောပျော်ပျော်ရွှင်ရွှင်နဲ့တက်တက်တက်နဲ့လူတိသွားတာအဲ့ဒါတော့အဲ့တော့စစ်တယ်ဒါကြောင့်ကိုယ်ရဲ့သားစုအပြေနဲ့တားပြီးတက်တက်နဲ့ဒီတရားဒီအရေးအချာအတေတော်တဲ့ပါလေကိုယ်ရှိတဲ့ဝါစနေစေနေဘာလို့ရှိတဲ့ဒီကိုယ်ပါတဲ့ကိုယ်ယူရဲ့တက်တက်နဲ့ဒီတော့လက်ဆောင်ကြတာလို့ဆိုအောင်အဲ့ဒါတော့ရှိအားစစ်စစ်ဟာဆောင်တယ်ဒါပြောတာဟာဆောင်လူကြီးရဲ့အချင်းချင်းပခေါ်တယ်ဓမ္မရှိတဲ့ဘာသာပြည့်တဲ့တာဆက်စားတယ်အချင်းလူအောင်အစီမပြေဘူးစစ်စေးရဲ့စုတော်တဲ့တခါမှပြေ
ဘာဖြစ်လဲပုဂ္ဂိုလ်သူသွားတဲ့ဆိုပြရဆိုချစ်တယ်တဲ့တရားကြီးအဆူရောဒီလိုပါပုဂ္ဂိုလ်ကြီးကတူနေတာချစ်တဘောစိတ်အီဝါနဲ့ခဏီတော့အားပါရှိတော့ရဲ့ဒီလိုပါအဆူဖတ်ပြရတယ်လို့ဆိုတယ်လို့တယ်အကြောင်းကျွန်တော်လည်းအားဒီပြီးတော့စီလုံးပြီးတော့ချစ်ပြီးတာအီဝါဒီလိုတော့ဒီကဲတဲ့ဆောင်းတာပေါင်းစုလာပြာတော့ဆောင်းတယ်လို့ပြောချင်တယ်။ဒါပဲကျွန်တော်ဆောင်းရည်ရှိတာဒီပေါင်းစုတဲ့ပြည်အပြည့်တော့ဘာလို့ပါအဲ့ဒီတရားလာရှိတဲ့စေတနာကိုမဖြစ်ဘူး။ဟုတ်ပြီလား။အ
တဲ့ဒီစကားကိုဒါကြောင့်ဘုရားကြီးမိခင်တော်ဖခင်တော်ဤတော်ငယ်ကြရတဲ့ဘုရားစစ်စစ်ဖြစ်အောင်တည်ပြီးတယ်ဖခင်တော်မိခင်တော်တည်အဓိကတဲ့ရှုတာချက်တွေကိုတည်ကျွန်တော်ဒီကအရှုတာနဲ့ညာပြုခဲ့ရှုတာတကယ်လို့သူကနေစားတဲ့ဘုရားကကျွန်တော်လေးနေကျွန်တော်သိတယ်ပါဖြစ်လို့ဆိုတော့ဒါလည်းတော့လေးပါပြီးတော့သူသိခံချက်ပါဆိုလေးနေရှုတာကလေးကလေးတော့ကလေးကလေးပြီးတော့ဒီမှာရှိတဲ့ကြောင့်ဆုံးပြီးကျွန်တော်ဒီအတေတော်ရဲ့ person အခွင့်ရှိတာအဖေကတဲ့အောင်ကျွန်တော်တို့ဘာမျိုးစစ်တော့ awareness of the entireကျွန်တော်တို့နေရတဲ့ချက် music တွေခုနကဆက်ရပါကိုယ်ကိုယ်လေးပြောရမယ်ဆိုရှင်လာတဲ့ချင်းအောင်ရတာဒီလေရောပြောရအောင်ရတခြားပါဘူးပြောအဲ့ဒါကြောင့်ဒီမှာရှိတဲ့ချင်းကလည်းရှိလက်ရှိပုံစံတော့တယ်ဘူးကျွန်တော်မေရောအမေကေပါဆုံးရှုံးတာအခုလိုနေရာကြီးစီဝိုင်းကိုဝင်ပေါ်နေတဲ့မှာဆုံးရှုံးတာကေရောအမေနာကတော့ယေရှုကိုပြေတော့ပါဒါတော့ယေရှုကေခန္ဓာရှိတာအတိတ်ကိုစတဲ့ရရပါကြီးမားတဲ့ချစ်ရှင်တာပြီးတော့အမေရဲ့ဒီဝမ်းမြေခရီးရှောက်ရှိ